မိမိပြောင်းလဲပြီးနောင်တရသောနေ့သည်မိမိအတွက်မေတ္တာပွဲကျင်းပသောနေ့ဖြစ်တယ်။ဟောဒီမှာဘယ်နှယောက်မေတ္တာပွဲကျင်းပနိုင်ကြပြီလဲ။ဘယ်နှယောက်မေတ္တာပွဲကျင်းပနိုင်ကြပြီလဲ။ဘုရားသခင်သည်သင်၌အာရဝမ်းမြောက်ပြီးတော့ကောင်းကင်သားတွေသည်သင်အတွက်ကောင်းကင်ဘုံမှာပွဲကျင်းပပေးပြီလား။ဘုရားရှင်နှစ်သက်တဲ့ပွဲကရိုးရိုးလေးပဲအပြစ်ထဲကပြန်လာမာနလက်ထဲကပြန်လာဘုရားသခင်ရှင်မမိမိအသက်တာကိုအနံ့ပြီးတော့ဘုရားစကားနားထောင်ပြီးဘုရားသခင်နဲ့ကြံတဲ့အသက်တာအချိန်တိုင်းတွေမှာဝိညာဉ်တော်ဘုရားကပို့ဆောင်သွားတဲ့အခါမှာဘုရားသခင်နဲ့အတူဘုရားရဲ့ကောင်းမြတ်တဲ့တန်ရှင်းတဲ့သဘောဖြောင့်မတ်တဲ့သဘောနှိမ့်ချတဲ့သဘောသိက္ခာနဲ့ခွဲလွတ်နိုင်တဲ့ခေါ်အားတကောကိုဝိညာဉ်တော်အဖြစ်ဘုရားရှင်ပေးတဲ့အခါမှာဘုရားရှင်နဲ့အတူအဲ့ဒါလို့ရှောက်လန်းတာကိုဘုရားရှင်အမတမှနှစ်သက်တယ်ပျော်မွေ့တဲ့အတွက်ဒီနေ့ဘုရားသခင်အတွက်ပွဲကျင်းပဖို့ကျွန်တော်တို့ရဲ့အသက်တာမှာပွဲကျင်းပနိုင်ဖို့ရဘုရားကိုသင်အခွင့်ပေးပြီလားဒါမှမဟုတ်လို့ရှိရင်မာနကသင်ကြောင့်ပွဲနေ့တိုင်းကျင်းပပြီးအားရနေတာလားမနာလိုတဲ့စိတ်ပြိုင်ဆိုင်တဲ့စိတ်ဒေါသစိတ်မချင်တဲ့စိတ်လောဘစိတ်တွေနဲ့သင်ကိုညှင်းဆဲထားအုပ်ချုပ်ထားတဲ့ခါကျတော့ချဲတွေထိုးအရက်တွေတော့ဘိန်းတွေရှူမူရင်စေဝါတွေနဲ့အပျော်ကျိုးနေတဲ့သူဟာမာနကိုနေ့တိုင်းပွဲကျင်းပဖို့ရအခွင့်ပေးတော်သူဖြစ်တယ်မာနကဒီလူတွေတအားချီနှက်တယ်အာရငါတို့မှငရဲသားတွေတိုးပွားဖို့အများကြီးဒီလိုခရစ်စမတ်အချိန်မှာအခွင့်အရေးပဲဆိုပြီးတော့ဒီချိန်ဟာအများဆုံးဟိုးအနောက်နိုင်ငံတွေမှာဆိုမူယူပြီးတော့တိုက်ကြသေကြတာတခြားချိန်တဲ့ပုံများတယ်ခရစ်စမတ်ကိုအကြောင်းပြပြီးတော့အလွဲသုံးစားလုပ်ပြီးတဲ့အခါမာနတိအခွင့်ကောင်းယူပြီးတော့ဖျက်ဆီးနေတဲ့အချိန်ဖြစ်တယ်။တမာတတိရှိပါဘုရားကျေးဇူးတော်ကြောင့်ဒီနေ့ဒီမှာပွဲဒီမှာကျွန်တော်တို့ထိုင်နေကြတယ်တချို့တွေပွဲမလာနိုင်ဘူးအိမ်မှာငိုယူပြီးတော့ပွဲမချင်းပါနိုင်တဲ့သူတွေရှိတယ်ယောက်ျားသစ္စာမရှိဘူးမရင်ငယ်ယူသွားပြီတားကလည်းထောင်ထဲမှာသမီးကလည်းအိမ်မှာမနေဘူးအမေစကားနားမထောင်ဘူးဆိုစိတ်ဆင်းရဲစိတ်နှလုံးကြည်ကွဲနေတဲ့သူတချို့တွေကတော့ပွဲတော်လာပါတယ်ပွဲနေဝတ်စားတွေကိုဝတ်ပြီးတော့တခါတည်း Merry Christmas ကိုပြုံးပြီးတော့နှုတ်ဆက်နေပြီပဲအထင်းမှာသူတို့ငိုကြွေးနေတယ်ရှိပါပွဲကျင်းပါတယ်ဆိုတဲ့နာမည်ပဲရှိပြီမဲ့နှလုံးသားထဲမှာပွဲမကျင်းပနိုင်တဲ့သူတွေလည်း